ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်မြေပဲဟာအရေးပါတဲ့တိနံတစ်မျိုးဖြစ်ပြီးတော့မြေပဲစိုက်ပျိုးရမှာကြုံတွေ့ရလိမ့်ရှိတဲ့ပိုးမွားဖြစ်စီမှုတွေတည်းကမှမွားပင်ကူနေရလဲတစ်ခုပေါင်းလို့ဖြစ်ပါတယ်။မွားပင်ကူနေဟာအရွယ်စားအပြင်1မီလီမီတာထက်သေးငယ်တဲ့ပင်ကူမျိုးနွယ်ဝင်ဖြတ်ပုံးငယ်လေးပဲဖြစ်ပါတယ်။၎င်းတို့ရဲ့ခန္ဓာကိုယ်ဘေးနှစ်ဘက်မှာအဝါရောင်သို့မဟုတ်အဝါဖြော့ရောင်အဆက်ပြောင်လေးများလည်းရှိနေတတ်ပါတယ်။၎င်းတို့ကိုအဓိကအဖြစ်တိနံမြေရဲ့အရွယ်အောင်မြတ်တဲ့ပြည်တွေမှာအစုလိုက်ပြုံလိုက်တွေ့ရှိရနိုင်ပါတယ်။စူးစူးရွားကြားရောက်ပြီဆိုရင်တော့ပင့်ကူမြင်းလေးများကိုပါတွေ့ရမှာဖြစ်ပါတယ်။မျိုးပွားခြင်းအနေနဲ့ပူပြင်း၆တွေ့တဲ့ရာသီဥတုတွေမှာဆိုရင်အကောင်ရည်အလွန်လင်းမြန်စွာတိုးပွားနိုင်ပြီးတော့ဥမာတစ်ဆင့်အကောင်ကြီးဆင့်တို့ရောက်ရှိရန်9ရက်မှ14ရက်ထိကြာမြင့်နိုင်ပါတယ်။အမတကောင်ဟာရက်သက်တစ်ပတ်3ပတ်တွင်ဥပေါင်း100ကျော်ထိဥနိုင်ပါတယ်။မောပင်ကူနေတွေဟာမြေပဲပင်ရဲ့ပင်ရည်ကိုစုပ်ယူစားတော့ခြင်းဖြင့်တိုက်ခတ်ဖြစ်စေကြပါတယ်။လက္ခဏာတွေအနေနဲ့စတင်ကြောက်ချိန်မှာတော့အရွယ်မျက်နှာပြင်မှာအဖြူရောင်သို့မဟုတ်ချော့တွတ်အဆက်ပြောင်ငယ်များဖြစ်ပေါ်လာပါမယ်။အကောင်ရည်တိုးပွားလာတာနဲ့အမျှအဖြူရောင်အဆက်ပြောင်များများပြားလာပြီးတော့အရွက်တွေဟာအဝါရောင်သို့မဟုတ်ညိုဝါရောင်သို့ပြောင်းလဲသွားမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အရွက်တွေဟာ6တွေ့သွားပြီးတော့အပင်တည်ဆုံးတည်ထိဖြစ်နိုင်တဲ့အတွက်တီးနယ်အထွက်နှုန်းနဲ့အရည်သွေးကိုပါရောကျစေနိုင်ပါတယ်။ကာကွယ်နေနေချင်းနီးလန်းနေမှာတော့မြေပဲကင်းတွေမှာမွားပင်ကူနေကိုထိရောက်စွာကာကွယ်နေနေမှုအတွက်ဘက်စုံပုံမှာကာကွယ်နေနေချင်းနီးစနစ်တွေကိုလည်းသုံးမိနိုင်ပါတယ်။မွားပင်ကူနေတွေဟာအရွယ်စားသိငယ်ပြီးတော့မြင်ရဖို့ခက်ခဲတဲ့အတွက်အရွယ်အောင်မြတ်တဲ့ပြင်တွေအားကိုမှန်မလုံးငယ်ဖြင့်သို့မဟုတ်အဆက်ပြောက်များမြင်ရတဲ့နေ့တစ်ပြိုင်နက်စောစီးတော်စစ်ဆေးခြင်းပြုလုပ်ရပါမယ်။မွားပင်ကူနေတွေကိုစားသုံးတဲ့တဘာသားရဲပုံမွားများဥပမာတာစာမွားများကိုထိန်းသိမ်းထားရှိအောင်လည်းကြိုးစားရပါမယ်။ပေါ့ပေါ့ပါပါကြောက်ပါကအပင်ရဲ့အရွက်တွေကိုရေနဲ့ဖြန်းပြီးတော့လည်းမွားပင်ငင်တွေကိုဖိချပေးနိုင်ပါတယ်။ဒါတို့နည်းဖြင့်နေနေချင်းနေမှာတော့အကောင်ရည်ကအထိမ့်မနိုင်အောင်များပြားလာပါကကျွန်တော်တို့ကမွားပင်ကူတက်စီတို့လည်းသုံးမိနိုင်ပါတယ်။မွားပင်ကူတက်စီတွေမှာဆိုရင်အပါမတင်ကလိုဖက်နပြပါရီဒါဘန်စတဲ့မွားပင်ကူတက်စီတွေဟာယောဂကြောက်မှုပုံမူတည်ပြီးတော့ကျွန်တော်တို့ကသုံးမိနိုင်ပါတယ်။စီးဖြန့်ရမှာလည်းအရွယ်အောင်မြင့်တဲ့ပြင်ကိုတေချာဆူဆွအောင်ဖြန်းပေးဖို့အထူးအရေးကြီးပါတယ်။ပိုးသက်စီခဏရေးရှိမှုမဖြစ်စေရန်အတွက်လည်းပိုးသက်စီအမျိုးအစားများကိုအလဲကျပြောင်းလဲအသုံးပြုရန်လိုအပ်ပါတယ်။အဓိကအနေဖြင့်မြန်မာနိုင်ငံစိုက်ပျိုးရေးဦးစီးဌာနရဲ့လမ်းညွှန်ချက်များနဲ့ကိုက်ညီသောပတ်ပုံနေနာသောပိုးသက်စီများကိုသာသတ်မှတ်ပမာဏတိုင်းသုံးစွဲရတဲ့ BN ရဲ့ကင်းချင်းစီးမင်းများကိုလည်းလိုက်နာရန်အထူးရည်ကြီးပါတယ်။